ကဲဒီနေ့မှာတောင်းဆိုတာများတဲ့ထိကိုက်ကျွန်းတဲ့စုလိုက်တမ်းမှာကိုဘယ်ထဲမှာကန်ပြတော့မှာဖြစ်ပါတယ်။တော့အရန်နေပြောနေရထိကိုက်ရမှာဆိုတော့ကောင်းမှာကဲကာကူလာတွေနဲ့ဘယ်လိုတွေအကြံပရန်ဘယ်တွေဝင်ပြီးတော့ဘယ်လိုတွေစော့ထားလဲဆိုတော့ကြည့်ကြပါဦးဗျာဒီပုံကိုမကြည့်ဘူးကျွန်တော်ရဲ့ဂျန်ကယ်လေးကိုဟိုဘက်ကဘီယာဘိုင်းနဲ့ကိုကြီးကအဖြေလိုက်တောင်းနေတယ်။ညင်းဆန်နေတာကိုမရရအောင်ဘောပီရောတွေကပေါ့ဒီလောက်ဖြစ်ပြက်နေတာဖွင့်ပေးမယ်ထီးနဲ့မပွင့်အောင်အေးလိုက်ကြအောင်ပရိသတ်ကြီးတို့ရေးတောတွေများမားပြီးတော့ဝင်လာလားမသိဘူးဒီဘက်မှာလည်းချီဟာပြေးလို့လိုက်တာလားလိုက်လို့ပြေးတာလားမသိဘူးမြင်ကျွန်တော်ပန်းနဲ့လိုက်ပေါက်လိုက်တယ်ပန်းဒီမှာလည်းမသိရင်အလူကြီးပေးနေလို့ပဲနော်ဘက်ကြီးကို oh my god မြန်မာလူကြီးလာစားနေပါတယ်တဲ့နာမည်လေးရပါတယ်ကောင်းစီတူကောင်းကောင်းရေကောင်းကောင်းရေအိမ်မှာကောင်းကောင်းနေဧည့်တယ်လာရင်ဖြာခင်းပေးကောင်းကောင်းနာဘူးလေကောင်းကောင်းငတ်တာဟုတ်တေပေါ့ဘက်ရက်ကွက်ကလည်းမိသားစုလိုက်ကြီးဘယ်တယ်လိုက်တိုင်းတာဟေးတုံးလေးယောက်ကြားထဲမှာထီးဖွင့်ကြမှာဟဲ့ AK ကျောင်းမပွင့်ဘူးပေါ့မလည်းပွင့်လိုက်ပါလို့ချက်စရာမလို့ပုံမနေနဲ့ပွင့်လိုက်တော့ဟောတော်ပွင့်မှာဦးတဲ့ပုံမနေပါနဲ့ပင်ပန်းတယ်လို့ဟောတော်တော် AK ကျော်တာထုံ broad ထဲမှာလာပုံနေတာကဲဒီတခါတော့အလုံးမပေးတော့ပုံနေတာမပွင့်အောင်ကိုဖွဲ့ရမယ်ရောဟာဒီဟာပိုက်ကြီးမကြိုက်ဘူးမဆွဲထားပါနဲ့တော့ပြေးလို့မလွတ်တာပါဒီတိုက်ရိုးစင်ကျိုးကလည်းတော်တော်ခိုင်မြဲလိုက်တဲ့တိုက်ရိုးစင်ကျိုးလိုက်တန်းထင်းနဲ့တွေ့ရင်တော့အကုန်လုံးပွင့်ပြရမယ်စီးကန်လဲကျွမ်းလို့အဖွင့်လဲကျမ်းပါလေမွေမကြောက်ကင်းမကြောက်နဲ့တယောက်ထဲတောကြီးနဲ့ထဲမှာလိုင်းထောက်လာတာလားအဖွင့်ခံရမှာမကြောက်လို့နဲ့တူတယ်ဒီဘေးထဲမှာဆို3-4ယောက်ကြိုကျွန်တော်ထင်းနဲ့ဖွင့်တာကိုဝဲအဲ့မှာဘယ်လီစာဝင်ပြီးတော့တူပူပေါင်းနဲ့တွန်းထုတ်ပါတယ်ဟောတော့တဆွေလုံးတစ်မျိုးလုံးမိသားစုလိုက်ကြီးလိုက်လာပြီဟဲ့ဒီအပိုင်းနဲ့ငါနဲ့ညာတောင်ညာတယ်ငါ့ကိုပိုင်းနာရိုက်နေပါတယ်ဒီကောင်လေးလုံးမောင်လေးကချုံပိုးထဲနဲ့ခိုးစားကျင်တာလားရောဟာဖွင့်မွေးလိုက်မယ်မမကိုစားကျင်တော့အဖွင့်ခံနေမှာစားမှာဟိုကောင်းစီသူကတော့ဘာလုတ်ချင်တာလဲတော့မသိဘူးဟဲ့ရိုင်းမလုတ်ပါဘူးပန်းလေးနဲ့ပဲပောက်ပေးမယ်အမလေးဒါတော့မှပရန်ကွာထုံတန်းနေချောင်းဆွဲတာညီမလက်ခင်းရောက်လာပြီဆိုတော့မရတော့ဘူးသူထိမ့်မနေတိမ့်နေဖြစ်နေဆိုတော့ကျွန်တော်ဝင်ဖြဲမယ်လောက်တာဘိုက်ကူနာကကျွန်တော်ပိုင်းပါတယ်ပေးလိုက်ကြပါဦးကျွန်တော်တို့ဘက်ကဖန်နီလေးကိုလည်းစပိုင်ဒါမန်နဲ့စပိုင်ဒါမန်ဝင်လောက်တာကိုကဲနောက်ဆုံးမှကျွန်တော်တဲ့အနိုင်ရရှိတော့ပါတယ်တရားနဲ့တော့ class ဆိုတော့ပြတော့မျိုးပါဘူးတို့လည်းကန်နေတဲ့ hero တွေကန်ကြမှာပဲလေကဲ gameplay video လေးတွေအမြဲတမ်း subscribe မမို့ကျွန်တော် channel လေးကို follow နဲ့ကူညီပေးလို့ရပါတယ်ဗျာ association နဲ့ hero လေးရှိရင်လည်း comment မှာရေးတော့လို့ရပါတယ်နောက်မှပြန်တွေ့ကြမယ်နော်ဘက